မထင်ရဘူးနော်သမီးမိနဲ့ဦးမြယူတော့မှာဆိုတော့ ညီပဲအေးလေးယူပြရတယ်လို့ကိုသမီးတွေ့တာကိုမတွေးဘူးသမီးအခုညီတို့ကနေကောင်လေးရမောစီတာ ဟမ်မပြောသိရလဲ ကဲအဲ့ဒါခါသက်မကြီးဟိုအမေပတ်စံလို့လေသူ့စီကပတ်စံနဲ့ချိပါသမီး တော့ကောင်မတော့အမေရဲ့ မများပါဘူးအေးညီရလဲရတော့မရသေးဘူးလင်ဘက်ကပါနေပြီဒီအမေကလည်းမရှိလို့တောင်းရတာပါအောက်ကြ ကြောက် လေ နဲ့အမေရဲ့တိတ်ပြတ်ချင်မယ်နော် ဒီမှာသမီးရ အမ ပြောတော့ပြောကြည့်ပေးဦးနော်ဆိုအခုပြောလိုက်အောင်လေ သွားလာမနော် ဟဲ့ညီရလေငါမြည်ကြီးစားထားတော့စုံမမယ်ထင်းနေတာထဲကနေငါအကုန်ကြားတယ်နော် ဘာဖြစ်လဲအမေရဲ့ ဘာဖြစ်ရမှာလဲအေးငါမြည်ရလူကောင်းထွားလို့တာအသက်ကြီးပြီလို့ထင်းနေရတာမတူတဲ့က16နှစ်ပဲရှိသေးတာယောက်ျားတွေကိုဘာထင်းနေရလဲညီတောင်အယုံလေလို့အဲ့တလို့နဲ့ကြံခဲ့တာမလား မေတော်ပြီစကားတွေကဘာတွေပြောမှန်းမသိဘူးအနာလာပြီးပွားနေတယ် အော်မဲမလေးအေးဒီပုံစံနဲ့ငါမြည်လေးထားခဲ့လို့ကလေငါမြည်လေးဖာဖြစ်မှာငါဒါမရှိရင်လေရင်လေးပါနော်ရင်လေးပါ ညမဟာချက်ချင်းယူဖို့ကြတော့ဘလို့လို့အဆင်ပြေမှာလဲဟမ်ရောက်နေပြီအဲ့ဒါဟိုဒါနဲ့လေညမှာတမိရှိရဆိုတော့သိရမလားအဲ့ဆိုလေလာခဲ့လေနေရပူလိုက်တာဟောအခုလာထိုင်လေမောရဘောကိုရဲ့ အမောကွာညညလေးကိုမြင်တော့ဒီနေ့အောင်အေးတယ်အမောကြီးပြီးတော့ ကိုကလေ ဒါနဲ့ညဖုန်းထဲမှာတပည့်မပိုးလာနော် ဒီလေခုမှဧည့်သည်ရောက်တယ်လက်ဖက်တော့တော့လို့လို့ မလို့ဒါဧည့်သည်မဟုတ်ဘူးဒီမှာပဲနေမှာ ဟဲ့ဒီမနေမှာဆိုတော့ ကျွန်တော်တို့ကယူမှာပါလေ မင်းဒီမြို့မှာမမြင်ဘူးပါဘူး ကျွန်တော်နေရလာတာပါဒီမှာပဲအလုပ်လုပ်ပြီးတော့သူနဲ့ပဲနေပါလေ ညီတို့ပဲချင်းတော့တွေ့လိုက် ဖုန်းနဲ့ရပဲတွေ့တာပါလေစီသားဖြစ်နေရတော့9လကျော်လောက်ကြာပြီဒါကတော့ဒီမှာပထမဆုံးတွေ့ဘူးတော့ပေါ့ ဒီမလူလေအဲ့ဒီတမီးကကလေးတယောက်ပဲနော်ဒီမလေးသူသမီး ဟုတ်ကျွန်တော်သိပါတယ် ဒီအိမ်နဲ့ခဏလက်ခဲ့ အခုခဏလေးနော် ဟဲ့သမီးကအသက်ဘယ်လောက်ရှိလဲအချင်းအောင်နော်သမီးမိနဲ့ဦးမြယူတော့မှာဆိုတော့နောက်ဆိုလို့ရှိရင်ဦးကသမီးဖြစ်ပြီနော် အဲထိုင်မအောင်ဒီပါရယူထားတယ်ဒီမှာတမီးပြူလို့ရှိတယ်အထွေးတယ်ဘလို့တင်တော့ ဘာဖြစ်လို့လဲအမေရဲ့ ဒီစိတ်ဆိုတာပြောမရဘူးအေးဒီမှာတခါတော့မတူတော့ကသူကဘာတူလဲဘာလဲဆိုတာငါတို့ဘာမှလည်းမသိရဘူး ပုံစံလေးကတော့အမေကမြင်တယ်ရိုးရိုးလေးပါပြီးတော့သမီးကိုလည်းချစ်ပါတယ် ဒီကိုချစ်တာအရင်မကြည့်ဘူးဟာကတည်းကရှိဖို့ပဲငါတို့လူလားချွတ်နေရတယ်မလေးဟာကအရင်တော့ယုံရတာမဟုတ်ဘူးကြားနေတည်နေရတာပဲညီလည်းတည်ပါတယ်ညီပဲအေးလေးယူပြရတယ်လို့ကိုသမီးတွေ့တာကိုမတွေးဘူး ညသမီးကကိုကြောက်နေရတာမသိဘူးကြားလည်းမပြော ဟုတ်ပါဘူးကိုရဲ့သူကအမြဲတမ်းအဲ့လိုပဲအခုညတစ်ခုတော့တောင်းဆိုခြင်းနဲ့ညသမီးလေးကိုအားငယ်ရင်လို့ချစ်ပေးပါနော် ဟာချစ်ပေးရမှာပေါ့အများကိုချစ်ပါတယ် သူကဖခင်မြတ်တယ်မရခဲ့ရှာဘူးကိုရဲ့ ကဲပါမြရဲ့အမြအပြစ်လည်းမဟုတ်ဘူးနော်တွေးပြီးတော့ကိုကိုအပြစ်တင်နေနဲ့တော့ဟုတ်ပြီလား ချစ်ပေးပါနော်ကိုနော် ချပါနော်ကိုလည်းရှိနေတာပဲခုဖခင်မြတ်တာအပြစ်ပါပေးမဟုတ်ပြီလား ဟ
ကျေးဇူးတင်ပါတယ်ကိုရဲ့ အေးဟယ်လိုအေးမင်းပါငါသမီးလေးဖုန်းပေးလိုက်ပါအောင်ကွာအေးသမီးငါသမီးဘာလို့ချင်လဲပြောဒီနေ့အဖေရဲ့ပွဲတစ်ပွဲရလို့ထောနေတယ်ဟမ်ဟုတ်ပါပြီဟုတ်ပြီဒါပဲလားတခြားရောကဲကောင်းပါပြီဗျာဟုတ်ပြီနော်ဟုတ်ကဲ့မယ်ညရေဟုတ်လားမြောက်တာမင်းညတိုးတိုးနဲ့ဘာတွေပြောနေကြလဲ 哦，没有都没有过来报路，报这里过来哪一样不？应该哪么？ အဖေရောက်လေသမီးဆန်တော့ခါလိုက်မိပြီလား 还没在路嘞，我看里边好。给没？交不下来哟。你今天刚才都时间哪里？都来看嘛不？ ဘယ်ဟုတ်မလဲမေရဲ့ဟိုကျတော့ခလေးကမပြောရဲဖြစ်နေမှာပေါ့ 是不叫妈妈？我妈家谁妈呢？啥我对家都不一样的。你那就一家里来看你那叫的，一家的，俺们都抢不了的，刚才洗的。我讲俺们的今年的晚上心里边嘿。 ဒုက္ခပဲငါအကြံစီတော့ပြတ်ကုန်တော့မှာပဲသူတို့တန်းကခြေတလန်းတာမှရမယ်ဟုတ်တယ် သမီးဖေးနဲ့ဒီမှာမတော့စားရအောင်လေ ဖေးလား ဖေးပေါ့ အိတ်တိုင်းလာဟဲ့မင်းလည်းခေါင်းမယ်လေ မခေါ်ပါနဲ့သမီးလည်းခေါင်းမူးလို့ရမလိုက်တော့လိုက်တော့ဦးရခေပြော ဟောအဆလည်းပေး ဟုတ်မလား 你干嘛？我来。 ဘာလို့ငိုနေရလဲတမီးရဲ့ဟမ် မင်းရှာ ဘာ မလီတူတူနေပါပြီငါကြီးလေးဒုက္ခရောက်ပါပြီအဲ့ဒါမင်းသားလို့ဘုလိုကသမီးလေးဖြစ်ရတာသမီးလေး ဘာမရဲ့အကောင်ဟမ် သမီးလေးမကောင်းတော့ဖြစ်ရတာနော်အဲ့ဒါလေးသမီးလေးမကောင်းလို့ညီကငါအတန်တန်တားတယ်အတန်တန်ပြောတယ်ကိုဖြစ်ပြီလေကြည်ပါတတ်နိုင်ပြီလေသမီးကြီးလိုချစ်တာဆိုဒါတဲ့လူရုံမှာကောင်းပြန်လာပါစေဦးထောင်လို့ချဖြစ်မယ်ကိုကတွေ့လား သူသွားတဲ့နေရာတွေအလောက်ကိုအကုန်ရောက်ခဲ့မတွေ့ခဲ့ဘူး ငါမြည်တဲ့ဒုက္ခရောက်ပါပြီအေးခုတော့ငါမြည်လေဘဝပြည့်ပြီအဲ့ရဒီခံကြီးနော်ကြီး ပါလေပြောပါကိုတမီးတရားကိုလည်းမဆောင်ရှောက်နိုင်တဲ့အမေပါမတွေ့လို့ပြပြတွေ့မှမကောင်း မြရဲ့ကိုရောကူမှာပဲဖခင်တယောက်ဖြစ်လာလို့ခံစားမိတာအဲ့ဒါလေးကတော့သမီးလေးကြောင့်သိလားစိတ်ချတော့ကိုသမီးလေးကိုဂရုစိုက်ပါပဲချစ်တယ်ကိုသမီးလေးရင်းလို့ပဲရှုံတော့ ရှုံခဲ့တာအဲ့လိုကောင်မျိုးတမီးရှိမထားဘူး ရရေကိုမောလာလို့ကွာရေလေးခက်ပြီပါ အော်အခုကဒီနေ့ရေကားမလာဘူးညအောင်ဒါလေးပဲရှိရရောဒါလေးတော့လေ ရတယ်လေ ချိုးလား ခုမှမောပြီးတော့တယ် ဘောမောနေရလေဟောင်းဒါနဲ့လေကိုပြောအောင်မသိလားအခုတိဖို့ကလေညအမေတယောက်ကိုကလေးကိုဒုက္ခတွေးစီတယ်အစိတ်ပင်မှန်တယ်မြောက်ရှင်းရဲ့အခုရှင်းတော့လိုက်တဲ့ရေးထဲမှာအစိတ်ခက်တာတယ်ဆိုတာရှင်းမမသိတာ ဟဲ့သမီး तू က तू ဘယ်ဖြစ်လဲ
တို့ရေထဲမှာအစိတ်က ကောင်းတယ်သမီးကောင်းတယ်အမေလည်းပြောတယ်ဒီလိုကောင်းဒါပေမဲ့ငါသမီးလေးဥပဒေနဲ့ရင်ဆိုင်ရတော့မယ်နော် မေသမီးလေးအတွက်မိခင်မပေးသားခဲ့ဘူးမေသမီးဆိုင်ခဲ့တဲ့အစိတ်ပေကိုသမီးရှင်းပြီးပြီသမီးပြန်လာလို့ရှိရင်သမီးလေးအတွက်အကောင်းဆုံးမေပြည့်စရာမယ်သမီးကတိပေးပါရဲ့မေရဲ့အခုတော့အမေရဲကိုပုံဆက်လိုက်ပါသမီးလောက်ခဲ့တဲ့အပြစ်တွေကိုမိစရဲတယ်